ရှင်းတော့ကဆင်းရဲမြောက်ရခါရတစ်တပင်အမိပြုနေကြအာတို့သတ္တိခဂုံဝါကြီးမားတဲ့ပုဂ္ဂိုလ်အလေးမြတ်ထားရမယ်။ကိုင်းအဆွေတော်ရှင်ပြောပါသင်ရောက်ရှင်ကာလကဒီတစ်ပင်ဘယ်ချိန်မျိုးမှာလဲအာဆွေတော်ခါနဲ့မြောက်ကျုပ်ရောက်ရှင်ကာလဒီတစ်ပင်မှာကြော်လွှားသွားနေကျုပ်ရဲ့ဘိုက်အောက်အရှင်မရှိပါတယ်ဆွေတော်မြောက်ပြောပါဦးအဆွေတော်ရှင်တဲ့ခါတို့ကျွန်တော်ရောက်ရှင်ကာလဒီတစ်ပင်ရဲ့ခေါင်းအညွန့်အဖျားကိုကျုပ်ဖင်ထိုင်ပြီးတော့စားတဲ့အရှင်လောက်ပဲရှိပါတယ်အဲ့တော့ရှင်တဲ့မြောက်ဘသူကသက်ကြီးတော့ဟမ်ထပ်ပြောပါအေးအသက်ကလေးထည့်ပြောနော်ဒါကြောင့်မြောက်ကကြီးပါတယ်ဆင်ကကြီးပါတယ်နဲ့ဘာမှလည်းမသိပဲနဲ့ပါတယ်လေအေးအဆွေတော်ခါပြောပါဦးအာဆွေတော်ဆင်တဲ့မြောက်တို့ကျွန်တော်ရောက်ခြင်းကလားဒီဒီပင်ရှိကိုမရှိသေးဘူးကျွန်တော်ဟိုဒီကတတိမျိုးစေတွေစဒီနေ့ကမစင်ပါချလို့အဲ့ဒီမျိုးစေကပေါက်တဲ့အပင်မှာရှင်ရဲ့မြောက်ရဲ့ခါရဲ့ဘယ်သူအသက်အကြီးဆုံးလဲမလီအော်တိုမက်တစ်ကိုပြောထည့်နော်မဟုတ်ရင်ခါအကြီးဆုံးဆိုပြီးတော့ရေးမရှိဖျားမရှိလို့ဥမှာအဲ့ဒီနေ့ကစပြီးတော့ရှင်နဲ့မြောက်တို့ဒီအကောင်ကြီးတော်လည်းပဲအကောင်ငယ်တဲ့ခါရဲ့အဆုံးအမစကားနားတော်ခါကိုအယုအသေးပြုတ်ပြီးတော့နေလာလိုက်ကြတာဇတ်တော်ပေါင်းတော်ခါသည်ဘုရားအလောင်းရှင်သည်ရှင်အနန္ဒအလောင်းမြောက်သည်ရှင်သာရိပုတ္တရာအလောင်းတို့ရဲ့ဘာသာရေးခေါင်းဆောင်ကြီးတို့ဂါရဝနိဝါဒအလေးမြတ်ပြုကြပါတယ်မှန်ရလားအေးအဲ့ဒါလူကြီးဒီမှာများကလည်းဟဲ့သားတို့သမီးတို့ဆိုင်ကစပင်းချင်းရဲ့ယဟန်တန်ကတိလားချင်းများတွေ့ရင်ဘာသာရေးကောင်းဆောင်ရက်ပြီးတော့ရှင်းပြီးတော့တွင်ကွင်းရှောင်သွားကြလို့မှားလိုက်ပါတော့ကိုပြိတ္တိတယောက်မှမမှားဘူးဘာသာရေးကြီးကြာရင်ပျောက်ကွယ်ကုန်တော့မှအဲ့ဒါဒီဘုန်းကြီးတို့ကပြောတော့တချို့မနှိမ့်မျိုးတဲ့လူတွေကဒါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးခုနတရားပွဲတွေပိတ်တယ်လေကိုင်းဘုန်းကြီးပြောတာနိုင်ငံရေးပါသလားတကယ်လို့များနိုင်ငံရေးပြောသိန်းတစ်ထောင်ပြီးမယ်ဆိုရင်ခြေတစ်ဖက်သေးသွားပြီပြောချင်လိုက်တာဘာဖြစ်လို့တော့ဘုန်းကြီးကကျောင်းလေးတက်ကျောင်းကြီးဆောက်နေတာငွေလိုနေတယ်လေမပြောတတ်လို့တပြားမှရမှာမဟုတ်ပါဘူးဘုန်းကြီးတို့ကဘာသာရေးဘက်ကပြောတာအဲ့ဒါကိုဟိုဒီဆိုပြီးတော့တခါတည်းကလိန်ကလဲနဲ့ဆိုပြီးတော့ဘုန်းကြီးတို့ကိုနိုင်ငံတော်ပုံကမှုမျိုးလို့ဆိုပြီးဆွတ်ဆွဲနေကြတယ်မျက်နှာချင်းလည်းမဆိုင်ကြအေးအဲ့ဒါလေးတွေလည်းအထုသတိရှိရမှာဖြစ်ပါတယ်ဒါကြောင့်အသက်ကြီးသူအလေးမြတ်ပြုရမယ်နောက်ဂုံကြီးသူအလေးမြတ်ပြုရမယ်အသက်နဲ့ဂုံနှစ်ပါးဆိုရင်ဂုံကြီးသူကိုအလေးမြတ်ပြုရမယ်ဒါကြောင့်ရှေ့ကဘယင်များအသက်ငယ်တော်လဲမြို့နယ်ပူဇော်ခိုင်းအဖိုးဖွားရွယ်ကသူ့ကိုအလေးမြတ်ပြုရပါတယ်ဂုံမှာလဲလောကီဂုံနဲ့လောကုတ္တရာဂုံဘယ်ဂုံကိုအလေးပြုရမလဲပြောလိုက်ပါပြောလိုက်ပါအားလုံးကြအောင်ပြောလိုက်ပါဘယ်ကုံကိုအလေးပြုရအလေးပြုခေါ်ပြုကြရဲ့လားလို့ဖြစ်ခက်တဲ့စကားဘုန်းကြီးမမေးရဘာလို့ဘုန်းကြီးတို့မော်တော်ကတထောင်လောက်အလံထောင်အတွင်းကကတုံးနဲ့ဘုန်းကြီးတွေစီးသွားတော့ဝီစီမုတ်ရင်ဘကိယဝီစီမုတ်ရင်လောကုတ္တရာကုံကမြတ်ဆိုအလေးပြုတဲ့ဆိုသဘောပြောတာပါမှန်ရလားဘာစကားပေါ်ယထာဘောကိုကနေရာရပြီဘုန်းကြီးတစ်ပါးကရှေ့ရသင်္ကန်းယုံတက်လာနေရာမရဘူးနောက်ကဥက္ကဋ္ဌကြီးကအိတ်ကလေးဆွဲလာနေရာမရဘူးဘယ်သူကိုနေရာပေးမလဲလင်းလဲဆိုဟုတ်ပဲလာပါဥက္ကဋ္ဌရပါဖြစ်ပါလေလာပါဥက္ကဋ္ဌကြီးရဲ့အေးဒီလိုပြောတော့ဥက္ကဋ္ဌဆိုတဲ့အချို့အေးအတွေးချော်တဲ့ပုဂ္ဂိုလ်ကဒါတို့နှိမ်တာပဲလို့ပြောတော့မဟုတ်ဘူးတကယ်လို့ဆိုရင်အဲ့ဒီဥက္ကဋ္ဌဘုရားဘာသာဆိုရင်ဟဲ့ငါတို့ကအိမ်တော်သားမှုရှိပါ၏အဲ့ဒီဘုန်းကြီးအိမ်တော်သားမှုရှိပါပြီသူ့ကိုနေရာပေးလိုက်ပါသူ့ကိုလည်းအမိန့်ထုတ်ရမှာပါသူ့စကားကိုဘုန်းကြီးတို့ကယူပြောရတာပါကဲမှန်သလားမမှန်ဘူးလားဒါနိုင်ငံရေးလားဘာသာရေးပါအေးအဲ့ဒါစာမကြည့်တော့တောပြောတောင်ပြောနေဆိုတော့မလွယ်ဘူးကြာရင်တို့လည်းနေပြီးတော့သွားပြီးတော့ပါကျက်စုပင်ရေလောင်းရတော့မလားမပြောနိုင်တော့ဟောမြေပြင်ကရွှေပင်ငွေပင်ပအောင်ရွှေသေးသေးအောင်လေဟောဗျာအကောင်းပြောတာပါအဲ့ဒါကြောင့်ဒုဒကာတော်မများသတိထားမြင်းမြတ်နေရ
မနေပါတရားနာယထိမ့်မာဤကုဘုဆောက်ရာထိမ့်မာဤသံဃာတွေ့ရာထိမ့်မာဤဤသို့အဖြစ်မေတ္တာပြဋ္ဌာန်းသည်7ပါးသီလကိုကရုဏာရှင်နာယေကုညီရဲ့သေဤလေးနှစ်မြောက်ဓမ္မသဘင်ကိုဂုံပြုသောအဖြစ်ခံယူခြင်းသောသောတိပါဤရှင်ဘုရားအပမဒေနသမ္ပါဒေထတရားဟောဗလားပြိတ္တာဗျာ9နာရီခွဲကပြင်တက်တာ9နာရီခွဲနေပြီဒီပြင်ဟိုရွှေချံဥယနိကတို့တွန်တဲဥိနကတို့ဘယ်နှနာရီဟောတယ်2နာရီဟောရင်ပြီးပြီလေမကျင့်တတ်သေးဘူးလားအောင်မယ်ဘာများရှင်ရပေးထားလို့မကျင့်တတ်တာဟာမကွေးကတော့လူဘာဝတယ်ကွာရှင်အကိုကားနဲ့ကိုယ်စီနဲ့ကိုလာတာရှင်ရများပေးထားရင်လူဖမ်းပြီးထောင်များချအောင်မလားပဲကြိုက်ကျင်တတ်မလားဟောမကျင်တတ်ရင်ဘုန်းကြီးတို့လည်းပြန်ပြောမှာနော်ကြော်ရကြေးတိုက်တယ်မအောင်မင်းနဲ့မနေ့ကပခုတ်ကူ3ပုံမြင်းညာက5ပုံတကောင်းက15ပုံဟုတ်တယ်ကြိုက်ပဲနှုံးလို့မေသူတို့ကြတော့မကျင်တတ်ပါဘူးလေကြိုက်ကြည့်လားကြိုက်ရှိတယ်ခဏပြုလုပ်ကြတာကနာရီကုညီရဲ့အသင်းဟုတ်လားအဲ့တော့ဘုန်းကြီးတို့ဒီအသင်းတော်ကြီးကိုဗုဒ္ဓမြတ်စွာလက်ထက်နဲ့ဗုဒ္ဓမြတ်စွာကဘယ်လိုဂုဏ်ပြုခဲ့တယ်ဆိုတာလေးကိုရှေးဥစွာနားထောင်ကြည့်ရအောင်ခန်းစားကြည့်ရအောင်ကြိုက်ဆိုလိုက်ပရိသတ်ရေယတတထေနဲ့55တွေဖယားဖြစ်စပထမဝါပေနာယေကုမှုသူတို့ပြုပေတပေါင်းဒီပေါင်းစီနိဗ္ဗာန်ချွေမြတ်စွာဘုရားပရမဝါဘုရားဖြစ်ပြီးသားအဲ့ဒီပရမဝါမှာယတတထေသနဲ့5ချိတ်5ယောက်သူတို့တတွေဟာတဲ့တပေါင်းဒီအရဟတဖို့နိဗ္ဗာန်ကိုရကြမှန်တော့ယတတထေသကတော့တဦးတည်းခွဲရနောက်သူတို့တန်ငယ်ကြီးယဟန်ပြုတယ်ကြတော့ကြံတဲ့54ယောက်ကလည်းပဲသာသနာဝင်ရောက်ပြီးယဟန်ပြုတရားကျင့်လိုက်တာလွယ်လွယ်ကလေးနဲ့ယဟန်နာဖြစ်တော်မူကြဘာဖြစ်အဲ့တော့ဘာပြုလို့လွယ်လွယ်ကလေးနဲ့ယဟန်နာဖြစ်တာလဲလို့နှောင်းဖြစ်တိတ်ရကိုပြန်မျောကြည့်ရင်အဲ့ဒီယတတထေသနဲ့ခုနက55ဦးသောပုဂ္ဂိုလ်တွေဟာဟိုးတစ်ချိန်ကာလကလူသေးအလောင်းတွေကိုသူတို့ကုသိုလ်ဖြစ်ချဖို့ခဲ့တဲ့ကောင်းမှုရဲ့အထောက်ပံ့ကြောင့်သင်များစွာယဟန္တာဖြစ်တာတဲ့။နာယီကုညီမှုဟာအဲ့ဒါလောက်အရေးပါအရာရောက်တယ်။မှန်ရလား။သို့ယသတထေနဲ့55တွေဖယားဖြစ်စပထမဝါပေနာယီကုမှုသူတို့ပြုပေတပေါင်းဒီပေါင်းစီနိဗ္ဗာန်ချွေလမ်းမှာကားသွားရင်လှုပ်ဒီလှုပ်လက်နဲ့ဆိုပြီးတော့တချောင်းကြီးကြပြပေါ့ဒီကြမှာဘုန်းကြီးပြန်ပြီးတော့အနှိတ်ခံရင်ချောကူဝဲရဘုန်းကြီးတို့ဓမ္မဂတိကတွေလည်းစပ်ပြတယ်ပြည်တော်ပြောက်တယ်လို့ပဲဗျာတပွဲပြီးတပွဲဟိုဘဲရဘုရားဟိုဘဲရအကြောင်းပွဲဒီဘဲကနာယီကုညီမှုဆိုတော့ရှင်းလျောအုံနောက်နဲ့လမ်းသွားရင်လည်းပဲအုံနောက်စားနေရတာလွယ်တာမဟုတ်ဘူး။ကိုင်းတော်ပြီနောက်တစ်ခုဘာပြောလို့တလဲဆိုရင်ဆိုနာယီကုမှုကုသိုလ်စုဟာနိဗ္ဗာန်ရာကြောင်းအာကောင်းမှန်စွာဖြေရဘဝ
ဒုက္ခဆုံးစွာပြန်နိုင်အောင်ဆောင်နိုင်မြောက်ပေမှာအေးဒုဒကဒကမတွေကျန်နိုင်အောင်ဆောင်နိုင်မြောက်ခြင်းဘာလို့ရနာယေကုညီမှုအလုပ်ကိုလုပ်ပါဒါကြောင့်ယတတထေသနဲ့အပေါင်းမှာ55ယောက်သူတို့တွေဟာအေးလူတွေအလောင်းတွေကိုကုသိုလ်ဖြစ်ဆိုပြီးတော့မိရှုကုညီခဲ့တဲ့အတွက်ဒါကြောင့်ဘဝဈာကာလမှာဆင်းရဲတဲ့ဘဝမွဲတေးတဲ့နှုတ်ချတဲ့အောက်တန်းကြတဲ့ဘဝတခါမှမဖြစ်ရဘုန်းကြီးတို့ရဲ့ဘောရမမြတ်စွာဘုရားလက်ထက်တော်မှာလဲဥဥဖြာဖြာမြတ်စွာဘုရားရဲ့ပထမဝါအတွင်းမှာပဲသူတို့တွေဟာယဟန္တာဖြစ်တော်မူကြရတာဟုတ်ပလားပြိဿဒါကြောင့်နာယေကုမှုကုသိုလ်စုဟာနိဗ္ဗာန်ရာကြောင့်အာကောင်းမှန်စွာဖြစ်ရဘဝဒုက္ခဆုံးစွာပြန်နိုင်အောင်ဆောင်နိုင်မြောက်ပေမှာအေးအဲ့ဒါကြောင့်တို့မကွေးမြို့တော်အေးအဲ့ဒီမကွေးတိုင်းရဲ့မြို့တော်ကြီးမှာနာယီကုညီမှုကရုဏာရှင်အသင်ဖြစ်တာဟာတို့လူသားတွေအတွက်ရွှေတကားဖွင့်တာဘာဖြစ်တယ်အေးအဲ့ဒါရွှေတကားဖွင့်တာအင်မတန်ထူတာအင်မတန်ကုသိုလ်ကံကောင်းလွန်းလို့ဒီအသင်ဆိုတာကြီးနဲ့တွေ့ရဆုံးရရင်းနှီးရတာဗျာဂုံလဲယူစရာပါမှန်ရလားကိုင်းဆိုကြည်စားမြို့တော်မကွေးနာယေဖွဲ့ဟာထူးမထူးစွာထူးလာထူးတာထူးတဲ့ကုသိုလ်ပြုလို့သူဟာဝင်ပါစံဝရကံဖိတ်ခေါ်တာကဲနာယေအသေးကြီးကပါတယ်တော့ကံဝရကံမှန်လားအေးဖိတ်ခေါ်နေတယ်ဘာလို့တော့ထူးလို့ဘာလို့ထူးတာတော့ကြည်သာရှင်ရသားတို့တယ်ဒီအလောင်းတွေကိုကုသိုလ်ဖြင့်အခမဲ့မိရှုပေးသဖြင့်ဘာလို့တော့ဟာနာယေကြုံကြတဲ့ပုဂ္ဂိုလ်တွေမသိမီကာလစေကူရဓာတိဇေယတွေဇေဝဓာတ်ဇာတွေအနည်းနည်းအပုံပုံသွားရလာရ300ဆွဲရဒီကြတဲ့သေသွားတဲ့ဆိုမှတော့ကျွေးယူရတာနဲ့ဘာလို့ရှိတဲ့နှခပေါင်းဆွဲယူပေါင်းလက်စွပ်ပေါင်းလက်ကပေါင်းမှန်ရလားအင်မတန်မှအတိဒုက္ခရောက်ပူပန်မှုတောကဗျာပွေနေတဲ့အခါမှာအခမဲ့ကူညီလိုက်ခြင်းနေထိုပုဂ္ဂိုလ်တွေဘလောက်ဝမ်းသာသွားမလဲဒါကြောင့်ဘုန်းကြီးသိရင်တော့မကွေးလားသိဒီအစီကျင်းတယ်တခြားနေရာသိရလွယ်မှာမဟုတ်ဘူးမကောင်းဘူးလားဗျာတော်တော်မေတ္တာထားကြအတူတယ်ဒါကြောင့်သူမြို့တော်မကွေးနာယေဖွဲ့ဟာထူးမထူးစွာထူးလာထူးတာထူးတဲ့ကုသိုလ်ပြုလို့သူဟာဝင်ပါစံဝရကံဖိတ်ခေါ်တာအေးတစ်ချိန်ကတောရွာမှာဘုန်းကြီးကဒါတော့မဟုတ်ဘူးတရားအထုတ်ဖို့ပေါ့လေအဲ့ဒါလာခဲ့ပါကြဆိုပြီးတော့မှနောက်ဆုံးပါတော့ဆိုတော့ဝရကံဖိတ်ခေါ်တာဆိုတော့ဒကမာကြီးတရားကထဟောလာခြင်းမဘူးတဲ့ဟာဒကမာကြီးရဲ့ဘုန်းကြီးကဖိတ်ခေါ်စမ်းမရစေတရားနာလာတဲ့ယောဂီတွေဖြူမြို့မာကြီးရိတ်တာတွင်ငါအိယာထမင်းပဲလူနေအရေးရေးဆုံးလျာကြောင်းငါစီရည်ဝေမအိုမနာမသိနာကိုမြတ်ကမထံဘေကံနေတိုင်းပေအဲ့ဒါကြောင့်လာခဲ့ပါသံဝရကံဖိတ်ခေါ်နေဆိုတာမကောင်းဘူးလားကောင်းတော့ကောင်းပါရဲ့ဝက်ကြီးလက်ကန်းခေါ်နေတာနဲ့ကိုမလာခြင်းဘူးဟာဒုက္ခကိုပြည့်သွားတာပဲဒါကြောင့်ဗါတဲ့မြို့တော်မကွေးနာယေဖွဲ့ဟာထူးမထူးစွာထူးလာထူးတာထူးတဲ့ကုသိုလ်ပြုလို့သူဟာဝင်မာစံလက်ကံဖိတ်ခေါ်တာ
တော်ပြီဝက်ကြီးတော့လက်မကန်းတော့ဘူးရိုးရိုးပဲကန်းတော့မယ်နော်ဝက်ကန်ဆိုတာအင်းလေးလိုပြောတော့သူကနားမဝက်ကြီးလက်ကန်းခေါ်တာနဲ့ကိုမလာခြင်းဘူးဖြစ်မှာသူကကိုင်းနေတော့ဒီအဖွဲဟာတဲ့အင်မတန်မှလူတကာတော်မှတွေထူးတဲ့အတွက်ဒါကြောင့်ဆိုလိုက်ထူးတာနာယေကူဖွဲပြုတဲ့သူဟာဖရာကြိုက်ပြုံးခေါင်းဆုံးမှန်စွာနာယေကူညာဖရာကိုသာကရုဏာရှင်ခေါ်တွင်သာဓုဖြာဟောမြတ်စွာဘုရားကကရုဏာရှင်ဘွဲ့ပေးပြီးတော့သာဓုအခေါ်ခံရတဲ့ကုသိုလ်ဟောဒီနာယေကူညီမှုမှန်လားဗျာဒါကြောင့်နာယေကူဖွဲ့ပြုတဲ့သူဟာဖရာကြိုက်ပြုံးခေါင်းဆုံးမှန်စွာဒီထိတ်ဆုံးကခေါင်းဆုံးကအမြင့်ဆုံးကဟေးအစင်တလှလှနဲ့မျက်နှာပန်းလှလှတပြီးတော့ပြုရတဲ့ကုသိုလ်ကြီးဖရာကြိုက်ပြုံးခေါင်းဆုံးမှန်စွာနာယေကူညာဖရာကိုသာကရုဏာရှင်ခေါ်တွင်သာဓုဖြာအေးတစ်ချိန်ကနေမကောင်းမကြမ်းမာတဲ့ကိလနာယဟန်အဲ့ဒါကိုဘုရားကိုယ်တော်တိုင်ပြုစုခဲ့လို့ကရုဏာရှင်ဗုဒ္ဓဘုရားအကြိုက်ပြုံးခေါင်းဆုံးမှန်စွာနာယေကူညာဘုရားကိုသာကရုဏာရှင်ခေါ်တွင်သာဓုဖြာအေးတစ်ချိန်ကနေမကောင်းမကြမ်းမာတဲ့ကိလနာယဟန်အဲ့ဒါကိုဘုရားကိုယ်တော်တိုင်ပြုစုခဲ့လို့ကရုဏာရှင်ဗုဒ္ဓနာယေကူညီသူမြတ်ဗုဒ္ဓလို့ကြိုက်ရနာမည်ပေးအဲ့ဒါကြောင့်ခါရဗမြတ်စွာဘုရားသာဝတိပြေမွန်စီရုံရွှေကြောင်းကိန်းအောင်နေတော်မူခြင်းကာလယဟန်တပါးကိုအကြောင်းပြုပြီးတော့မှကရုဏာရှင်ဗုဒ္ဓအမည်တော်ရတဲ့တရားဟောခဲ့အာဇိရဝတ္တယံကာယောအာဇိရဝတ္တယံကာယောပတဝိအဋ္ဌိသတ္တိသုဒ္ဓောအပိတဝိညာနောနိရထံဝကလိကရံအဲ့ဒီခန္ဓာတော်မြတ်ကိုမြတ်စွာဘုရားဟောခဲ့ဘာကိုအကြောင်းမျိုးဟောတာလဲဆိုတော့အဲ့ဒီသာဝတိမြို့မှာပရိသတ်ရေငှက်မုတ်ချိုးတူရှိခဲ့ဘူးတဲ့ငှက်တွေကိုပိုက်နဲ့ကြောခွင်းနဲ့ဘိနဲ့ထောင်ချောင်းနဲ့လေးနဲ့အဲ့ဒီလိုထောင်ဖန်ပြစ်ခါပြီးတော့မှလောက်ကင်စားတော့တဲ့မဟာကဝိကငှက်မုတ်ဆိုးဘယ်သူပါလဲမဟာကဝိကကပါဠိလိုငှက်မုတ်ချိုးကမြန်မာလိုအဲ့တော့ तू ကငှက်မုတ်ချိုးလောက်တယ်ဆိုရင်လို့ तू ကပြောရတာတော့ဣတရဇနေလို့ဆိုသဖြင့်အရာရှိအရာခံတွေအတွက်စားခြင်းနဲ့သားကောင်းတွေကိုအော်ဒါကြတဲ့အတိုင်း तू ကဖမ်းပြီးတော့သတ်ပြီးတော့ပို့ရတဲ့ပုံသဏ္ဍာန်ဘာလို့လဲအဲ့ဒီလိုအရာရှိအရာခံတွေကို तू ပို့လို့တဲ့အဲ့ဒါပို့သွားပြီဆိုရင်တဲ့ तू ရောင်းလို့ကရအဲ့ဒီကပို့လိုက်ရင် तू စားလို့ကစားနိုင်တယ်ဒါကိုထောက်ပြောတယ်ဒါကြောင့်နဲ့အဲ့တော့ခုနကတခါတည်းကြတော့ပိုက်နဲ့ကွန်းနဲ့လေးနဲ့မြားနဲ့ဘိနဲ့ထောင်ချောင်းနဲ့မိငှက်တွေများတဲ့အခါကျတော့သတ်ထားမယ်ဆိုရင်လည်းနောက်ရကျတော့ပုတ်သွားမယ်အဲ့ဒါကြောင့်မသတ်ဖဲနဲ့ तू ကဘာလို့တုံးဆိုတော့ဒီခြေထောက်တွေချိုးအတောင်မှန်တွေချိုးပြီးတော့မပြန်နိုင်အောင်ထားနောက်ရဲကြမှာအဲ့ဒီအကောင်တွေတတ်ပြီးတော့ခုနကဒီအရာရှိအရာကနေတန်သူကပုတ်အဲ့လိုဆိုပြီးတော့အတိတ်ဘဝကလောက်ကင်စားခဲ့အဲ့လိုလောက်ကင်စားခဲ့တဲ့အတွက်ဒါကြောင့်သတိတံပါကံဇနေတိကံတူအကျိုးပေဘာတဲ့တော့ဘယ်သူမပြုကိုပြုတဲ့ကံကိုထံပြန်ဘဝပုံရိပ်ခြင်းဆိုတာလို့ပဲဒီဘဝဘုရားဂေါရမရှင်လက်ထက်တော်အခါကြတော့ကားတဲ့
အဲ့ဒီပုဂ္ဂိုလ်ဟာတဲ့ယဟန်ပြုတဲ့အခါကျတော့အတိတ်ကံအကျိုးပေးခြင်းရောက်တဲ့အတွက်ဒါကြောင့်တဲ့သူ့မှာပရမသာသပမတ္တမုံကြီးရှိကလေးအနာဘူးအပိတ်လေးတွေပတ်အဲ့ဒီကနေတပြေးပြေးဆိုပြီးတော့မောက္ခမတ္တပဲနောက်စီလောက်အဲ့ဒီကတပြေးပြေးပရိသတ်ရေဩဇာစီလောက်ရည်ဘူးစီလောက်အဲ့ဒီကနေပြီးတော့ရည်ဘူးသီးလောက်ကွန်းသီးလောက်နောက်ဆုံးအုံးရှစ်သီးလောက်ဆိုတဲ့အနာယောဂါတွေဖြစ်လာတယ်တဲ့ကံတုအကျိုးပေးအဲ့လိုအရာဖြစ်လာတဲ့အတွက်ဒါကြောင့်သူနဲ့အတူနေဖြစ်တဲ့သိက္ခာငယ်တဲ့ယဟန်တွေကဒီအနာကသွေးညီတွေပြီးပုတ်တွေဒါတွေကနတ်သောတရက်လည်းမဟုတ်တလလည်းမဟုတ်တစ်နှစ်လည်းမဟုတ်ကြာတော့သူတို့လည်းယွန်းရှာဆက်ဆုပ်လာတဲ့ကြောင့်သူ့တိုင်းနဲ့သူကမယ်ဆိုပြီးတော့ပြစ်ထားလိုက်ကြအဲ့လိုပြစ်ထားတဲ့အခါကျတော့မှဒုက္ခမြာလေးဘယ်သူမှဖေးမဲ့လူကူမဲ့လူမမဲ့လူပြုစုမဲ့လူထောက်မဲ့လူမရှိဘူးမရှိတဲ့အနာတွေကတဖြည်းဖြည်းဆိုးဝါလာတဲ့အခါသွေးဆိုးပြီဘုတ်တိဖြစ်အနာတစ်လုံးကြီးဆက်နောက်ဆုံးကြတော့မလှုပ်လိုက်နဲ့လှုပ်လိုက်အယိုးပါကျိုးတယ်ဘာတွေကျိုးကုန်လဲအေအတ္တိနိပိစိန်သူအဲ့လိုအယိုးတွေကကျိုးတော့သွေးဆိုးပြီဘုတ်တိအဲ့ရသင်္ကန်းတွေကိုကားပြီးတော့ညှိပြီးတော့နေတော့ဒုက္ခမြဘယ်လိုမှမလူးတာမလွတ်တာဒီအနာယောဂခံစားရတာတစ်မျိုးကိုယ့်ရဲ့သွေးဆိုးပြီးပုတ်ချင်းကပုတ်တွေကတစ်မျိုးဘလောက်ခံစားရခက်လိုက်မလဲဘုန်းကြီးတို့ပြိဿစဉ်းစားကြည့်ကြသမ်းမှန်ရလားအေးအဲ့ဒါနဲ့အပိဇကိရောတဲ့သူမှာတဲ့ပြုစုမဲ့လူမရှိတော့ဒီတိုင်းပဲသက်ဆိုးရှိဆိုတဲ့စကားပုံလိုပဲကောင်းကောင်းမဟုတ်ပြီးဆိုးဆိုးဝါးဝါနဲ့အသက်ကလည်းမသေးနိုင်ဘူးမင်းမကြည့်သွားလူကလိမ့်ကအော်ကကြီးကနဲ့ဆိုပြီးဒီတိုင်းနေလာတော့တို့မြတ်စွာဘုရားကိုရောမြတ်ကြီးကတက္ကရာတောင်ကတနေ့6ကြိမ်တက္ကရာတောင်က3ကြိမ်တက္ကရာတောင်က2ကြိမ်လောကကြီးကိုကြည့်တဲ့အခါကျတော့ပြိဿရေညနေပိုင်းရောက်တဲ့အခါမှာကိုရောရဲ့စံရကန္နာကုတိတိုက်ကနေစัจ java လာဒတိုင်းနှခမ်းအထိကျွတ်ထိုက်တဲ့တတ္တဝါဘယ်နေရာဘယ်ဌာနဘယ်ဒီနာဓမ္မနဲ့ချွတ်ရမလဲလို့ကြည့်တော်မူတဲ့ညာနေပိုင်းအခါကျတော့ဟိုစัจ java လာဒတိုင်းနှခမ်းကနေပြီးတော့ကိုရောစံရကန္နာကုတိတိုက်အထိထွန်ညစ်ကြီးနဲ့ပိုက်ကွန်ကြီးနဲ့ဆွဲသလိုဘယ်တတ္တဝါဘယ်နေရာဘယ်ဌာနဘယ်ဒီနာဓမ္မနဲ့ချွတ်ရလိမ့်မလဲအဲ့ဒါလို့ကြည့်ရှုတဲ့အခါကျတော့မှဟောဘုရားရဲ့ကရုဏာဉာဏ်ဝမှာအဲ့ဒီဥဒိဋ္ဌာငါကတော့ဥဒိဋ္ဌာနောက်ခန္ဓာကိုယ်ကြီးကပုပ်ပွားတဲ့အတွက်ဒါကြောင့်သူ့ကိုပုတိကတ္တဒိဋ္ဌာဗါတယ်လေပုတိပုတ်သောကတ္တကခန္ဓာကိုယ်ဒိဋ္ဌာကတော့သူ့ရဲ့နာမည်ပဲပုတ်သောခန္ဓာကိုယ်ရှိသောဥဒိဋ္ဌာဒါသမိုင်းပေးတာဘာနာမည်ဘာနာမည်လဲအေးသမိုင်းမင်းနာမည်ဗျာဒုလောကမှာအဲ့ဒီလိုသမိုင်းမင်းနာမည်တွေလည်းအများကြီးရှိပါဒါအဲ့ဒါနဲ့ပုတိကတ္တဒိဋ္ဌာမထေဘုရားရဲ့ကရုဏာဉာဏ်ဝမဟာကရုဏာဉာဏ်ဝမှာထင်လားမြင်လားအဲ့လိုထင်လားမြင်လားလို့ကြည့်လိုက်တဲ့အခါကျတော့အရဟတသဥပနိဒေယဒိဋ္ဌဝအရဟတသရဟတဘုဟိဥပနိဒေယယယာကြောင့်ကောင်းမြတ်သောရှိကပြုခဲ့တဲ့အထောက်ပံ့ကုသိုလ်ကိုဒိဋ္ဌဝါမြင်၍ဘုရားရှင်ကိုရောမြတ်ကြီးကမဟာကရုဏာညာဝထင်လာတဲ့ပုတိခတ္တဒိဋ္ဌမထေကြီးမဲ့ဖို့နိဗ္ဗာန်တရားရနိုင်မရနိုင်ကြည့်လိုက်တော့ကဟောလေးမဲ့လေးဖို့တဲ့ပဋိသမ္မိတာပတ္တယဟနာလို့ခေါ်ပါတယ်အဲ့ဒီလေးမဲ့လေးဖို့ရပြီးတော့ပဋိသမ္မိတာပတ္တယဟနာဖြစ်မှာမြင်တော်မူတဲ့အခါကျတော့ဘုရားကရိုးရိုးဝိဟာရအာဟိတန္တာကျောင်းကလဲတဲ့အနေအပြင်သွားတော့ပုရိကတ္တဒိဋ္ဌယဟန်ကြီးနေတဲ့နေရာနာရောက်ညီညူညူအထက်ကလည်းညီဆိုးဆိုးဘုတ်ဇိမ့်ရွှေရွှေအနတ်နာထက်ကလည်းပဲကဲပါယူပါသာအမလေးအလိုလေးတားပြီးတော့ညီညူတဲ့ပုရိကတ္တဒိဋ္ဌမတေရဲ့အတန်ကိုကြားရတော့မှမြတ်စွာဘုရားကတဲ့ကြီးဩယဟန်နေမကောင်းနေတာပါလားမှန်လားပါမြင်တော်မူတဲ့အတိုင်းပါပဲဗျာမြတ်စွာဘုရားနောက်ဆုတ်တော်မူပါဗျာတပည့်တော်ပြုသမျှ
တပည့်တော်ရဲ့တပည့်တွေခတ်တော်တပည့်တော်ပေါ်မှာရွှရှာဆက်ဆုံမုန်းတီးပြီးတော့နေပါပြီဗျာမြတ်စွာဘုရားအင်မတန်သမ်းမြတ်စင်ကြယ်တဲ့ပုဂ္ဂိုလ်ဆိုတော့တပည့်တော်နာမကပ်ပါနဲ့ဗျာအဲ့ဒီမှာဘုရားကကိစ္စမရှိပါဘူးချက်သားငါဘုရားပြုစုမယ်တဲ့ gain မြတ်စွာဘုရားရဲ့မဟာကရုဏာဒါကြောင့်ရိုးရိုးပုဂ္ဂိုလ်ကိုကရုဏာလို့သုံးလို့ရတယ်ကရုဏာဆိုတာကျင်နာခြင်းသနာခြင်းမဟာကရုဏာဆိုတာမဟာဘွဲ့ဘုရားတစ်ပါးပဲရှင်သာရိပုတ္တရာလည်းမဟာမရဘူးရှင်မောက္ကလန်လည်းမဟာတတ်လို့မရဘူးလေဘုရားတစ်ပါးပဲရှိတယ်ဒါကြောင့်ဘုန်းကြီးတို့မြတ်စွာဘုရားဟာတတ္တဝါတွေအပေါ်မှာတဏှာခြင်းကြီးတယ်ဘာပါလဲအေးတဏှာခြင်းကြီးတယ်ဗျာဒါကြောင့်ငါပြုစုမယ်ဆိုပြီးတော့မှတကားတဲ့မိတွင်ငုတ်တဲ့ဆင်းမိတွင်ငုတ်တဲ့ဆင်းပြီးတော့ဓမင်းဥပ္ပေါ့ဗျာအဲ့ဒီဓမင်းဥပ္ကိုပြောင်းခြင်းအောင်မြတ်စွာဘုရားကိုရောတဲ့ရေနဲ့ပွတ်တိုက်စေပြီးတော့မှဖိုးကနောက်ပြင်အဲ့ဒီဓမင်းဥပ္ကိုအဲ့ဒီဘုံနောက်ပေါ်တင်ပြီးတော့မှရေချက်အောက်ကမိထိုးတယ်ပူပူလောင်လောင်နဲ့အဲ့ဒီရေမပွက်မချင်းဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီမိတွင်ငုတ်ထဲမှာပဲသတိသုံးနေတော်မူတယ်တရားတယောက်ကောင်းကျိုးရအောင်မြတ်စွာဘုရားအကယ်မသနာတော်မူတာမှန်ရလားပိဒါဒါကြောင့်ဆိုကြည့်ပုတိကတ္တဒိဋ္ဌမထေအယိုးကြည်မွပုပ္ပဆွေနေဒုက္ခကြီးမှာညီတွားညစ်ပေမြတ်ဖယားတွေ့ညာကျင်နာပေပုတိကတ္တဒိဋ္ဌမထေအယိုးကြည်မွပုပ္ပဆွေနေဒုက္ခကြီးမှာညီတွားညစ်ပေမြတ်ဖယားတွေ့ညာကျင်နာပေအေးမိဘများကသာသမီချစ်တဲ့အနွန်တာခါနဲ့ပြုတ်တူတယ်ဆိုတာကိုယ်သွေးကိုယ်သားဗုဒ္ဓမြတ်စွာကဝမ်းတရားသားအာလုံးကိုယဉ်ဤသူအာစိတ်ကကြက်သူစိတ်သူအတွင်းသူအပြင်းသူမထားဘူးအလုံးတတ္တဝါတွေပေါ်မှာတညီတညွတ်တဲ့ဇာတုမေတ္တာထားနိုင်တာဘုရားတစ်ပါးပဲရှိအင်္ဂလိပ်လိုပြောရင် equal right ဟုတ်တာမဟုတ်တာတော့မသိဘူးပြောထည့်ဟုတ်ပါလားပြိဿအေးညီမြရေးလက္ခဏာကြီးတာဒါကြောင့်ဘုရားကိုဒေဝဒသေချောင်းကျန်တာဘယ်နှချိန်မှလဲကဲတညာအိတ်ဆောင်3ချိန်ဘယ်နှချိန်လဲအေးဒုက္ခရဘာသာကြီးနော်ဗုဒ္ဓစာပေသိအချိနေတယ်မဟုတ်မှာဆိုတဲ့အလုံးမဟုတ်တဲ့စုပ်ပလုတ်ကာတွန်းဝတ္ထုမဂ္ဂင်ဝေဒနက္ခတရောက်ပြီဒါတွေကြည့်နေကြတယ်ဒါကုနဲ့ဘာပတ်သက်အဲ့ဒါတွေလည်းအထူးသတိရှိကြပြောမယ်တော့ကြအဆုံးမြင်ဝါဒကြီးပြောမှဆိုတနေ့ကိုဖယားစာ10မျက်နာကြည့်နိုင်နဲ့ကြည့်နိုင်ဝက်မကြပါဘူးပြိတ္တာအဲ့လို10မျက်နာကြည့်ရင်10ရက်မှမျက်နာ100တစ်လမှစာမျက်နာ300တစ်နှစ်မှစာမျက်နာ3600 9နှစ်ကြည့်ရင်ဘိဓိက3ပုံ9မှာမြန်မာပြန်ကြီးပါပြိတ္တာဟုတ်ကလားအေးအဲ့ဒါတွေသတိထားကြနော်တို့ဗုဒ္ဓဘာသာရဲ့ဗုဒ္ဓစာပေသိအကြည့်နဲ့မယောင်ရာရှိလူတလွဲစာမင်ကောင်းခရောင်းကြိုက်တခြားပစိုးတခြားအေးမဟုတ်ကစာရီလျှောက်ကြည့်တော့အုံနောက်ပြက်တာပဲဖတ်တယ်နဲ့ပြိတ္တာပြီးတော့ဒီခေတ်မွေးပူရကင်းမောင်ဆိုတာလိုပဲဒီစလောင်းကြီးတာ2ပေစလောင်း10ပေစလောင်းကြီးတွေအဲ့ဒါတွေကမီးမလာခလုတ်ဖွင့်လိုက်တကဘာလုံးရဲ့မြင်ငွေနဲ့အရှိုးရွာတော့ကြအမေရိကန်ကဘဲတဲ့တော့ကြအစ္စရေးနဲ့ဘာနဲ့တော့ကြအီရတ်ကဘဲလို့ကဲဒါတွေသိတော့ဘုဟုတ္တဆိုတော့ကိုယ်အုံနောက်တွေရှုပ်တာပဲရှိတယ်အဲ့ဒါတွေကိုဘယ်လိုလုပ်ညှိမယ်ဘာတတ်နိုင်ပြောကြသမေးကဘာမှမတတ်နိုင်ဘူးဒါဘုဟုတ္တမဟုတ်ဘူးအုံနောက်ရှုပ်တာပဲဖတ်တယ်နဲ့တကယ်တမ်းကြည့်ရမှာပညာရေးကပညာရေးစာပေစီးပွားရေးကစီးပွားရေးစာပေကျမ်းမာရေးကကျမ်းမာရေးစာပေအုပ်ချုပ်ရေးကအုပ်ချုပ်ရေးစာပေဒါပဲကြည့်ရမှာအခုတော့မဟုတ်ဘူးတကားတည်းပဲဒ
တို့ဒီခေတ်ကဇီးရပြကျောင်းကပြရုံကပြအဗျာကရာရေမိုးချိုတဏ္ဍကပဲကြရဲ့ထမင်းကိုထမင်းစားကားနဲ့မသားနိုင်ပကံများထဲမှာထမင်းရဟင်းရပုတ်ပြီးတီဗီရှင်းပါလေဆောင်းရွက်ကျွေရှစ်သက်တယ်ဟမ်ပြီးတော့ပေါပေါဆုပ်ပြီးတော့ရှိစာရင်ခုံစာရီမာလေးပေါ့ဘာရင်မင်းနဲ့ဘာချီချီထဲဆောင်နဲ့ဒေရောက်ဒါတွေကြီးပဲမကြည့်ရတော့ဘာဖြစ်မှာမဟုတ်တော့အဲ့ဒီဇလန်းတွေကြတော့ဆွဲပါဗျာမဟွာတို့ကပြောတာမကွေးလို့ပြောပါဘူးမှန်ရလားဗျာအဲ့တော့လျှော့ရအောင်နော်တက္ကတိယသူတို့ရဲ့ဇလန်းတွေအကြိုက်တွေရင်ဆွန်းလောင်းမှုဇလုံးဆွန်းစံလောင်းမှုဒီလရှိမြဒါနသံလောင်းမှုဇလုံးရှိတယ်အဲ့ဒါဟိုကတော့ရလိမ့်နုံနုံနဲ့ဒါနသံလိမြမေတ္တာရကမ္မလေးကြီးဒီရလေးအမြင်များတော့ခဲတောက်ကွက်ကလေးကိုဆရာလေးကြော့ပါသေးရဲ့မှတ်တာဘုန်းကြီးနဲ့မသီလမတဲ့ဆုံးဟာကြော့ဆုံးမတဲ့ဆုံးဘုန်းကြီးနဲ့မသီလမတဲ့တာဘာတော့ကြော့ဆုံးမတဲ့ဆုံးပဲဗျဒါကြောင့်ဘုန်းကြီးဘဝလွယ်တယ်မမှတ်နဲ့ဆိုတဲ့သူများရေးထားတဲ့စာလေးဘုန်းကြီးဖတ်ပြအောင်မယ်တို့ဘုန်းကြီးလှုပ်စားရတာလည်းသိတော့မလွယ်လာဘူးအဲ့တော့ဒီမှာပါတယ်လေယဟမဝအလွယ်မမှတ်နဲ့တကယ်ကြက်သက်ွယ်တကားတို့ရေအနေနဲ့ရရငါတို့ပြေမှာဝါလို့နေအောင်သံဃာအများလှုပ်ကြောက်စားရဲ့အလကားနေသည်ဟောလှုပ်ကြောက်ဆိုတာကတရားမဟုတ်တို့လူတွေကပြောတာကိုလင်ကိုသာပြောဆိုမရရင်တော့ဒီလောက်ပြင်းလိုက်ရင်ကြောင်းသွားဘုန်းကြီးဝင်နေပါလားကိုသားသမီးကိုဆုံးမမယ်မင်းဒီလောက်ပြီးကြောင်းသွားဘုန်းကြီးဝင်နေပါလားတဲ့ဒါကြောင့်လှုပ်ကြောက်စားရဲ့အလကားနေသည်တဲ့ဟောဘုန်းကြီးတွေများအလကားနေရအောင်မယ်ဘုန်းကြီးတို့ပြင်ဖင်ပါရတောင်လကားဖြစ်ထိုင်းကုန်မလားအေးစေးစေးကိုမနေရဘူးကာဘောပလင်မောကသွားအခုကညာတွင်ချင်းပြန်တော်မူရမယ်အဝေးကလေရင်မရှိတော့ဘုန်းကြီးတို့ကနေ့ညောင်ဥကိုသွားအေးရမယ်မနေ့၈ နာရီခွဲလေရင်နဲ့အမိလိုက်ရမယ်ပါမကကုန်ပြီလေဝါပန်ရဲ့6ရက်မန္တလေး2ရက်တကောင်းက1ရက်မြင်းညာက1ရက်ပခုတ်ကူက1ရက်ဒီက1ရက်ဆိုကုန်ပြီဗျနမင်းကပါမယ်သွားယူရမှာဟုတ်လားတော်သေးရဲ့နေပြီးတော့ဒီမသွားရဘူးဟုတ်တယ်လေဘုန်းကြီးတို့ဝါဆိုတဲ့အကြောင်းတွေယူရတာဟုတ်ကိုင်းလှုပ်ကြောက်စားရဲ့အလကနေသည်အလွယ်မတွေထင်ညလေဤတကားကာမဂုဏ်ရုပ်ခွာဆုတ်ခါနေစာအုပ်တွေသာအဖော်ထမသမာလှုပ်ဆိုတာမတော်ပါကလားရဲ့လို့အပြောအဖမလိုက်ပေတပိတ်ပိုက်ခါလန်းကသွားလို့ဆွမ်းရှာစာရပဲနှင်းချင်မောင်ရေဘခုတ်ကူကတော့ဘာလို့နှမ်းမချင်းနဲ့ခရမ်းသီးမကွေးကြတော့ဘာလို့တူတူပဲဓမ္မရဲ့နော်အဲ့ဒါရှင်းတော့ကဘုန်းကြီးကျောင်းသားလေးအိမ်မြန်ရောက်လေကျောင်းကလည်းတူဝေးဆွမ်းတော်ပြုတ်အဲ့တော့ကလေးကအမေဒီလက်အမိန်တောင်းလိုက်တယ်အမေတဲ့ဘာဟင်းလောင်းရမလဲတဲ့အမှန်တော့ကလေးကကျောင်းအိမ်ထဲမှာဝတ်သားဟင်းရှိတာသူသိအကဲအမေကဝတ်သားဟင်းလောင်းလိုက်ဆိုရင်ဟေ့ထိုးအိမ်ကဝတ်သားလောင်းတာကွာဘုန်းကြီးကျန်တော့လဲစားရတာပေါ့ဂုံလဲရှိနာမည်လဲရဆိုတော့ဝတ်သားဟင်းလောင်းခိုင်းမလားအမေဘာဟင်းလောင်းရမလဲဟဲကောင်လေးချင်မောင်ဟင်းလောင်းလိုက်ဟာအမေကလည်းပဲကြောင်ရင်နဲ့ဝတ်သားဟင်းအဲ့ဒါနင်းအဖေဖို့တဲ့ဝတ်သားကြတော့သူ့လင်ဖို့တဲ့ရှင်မောင်ဟင်းကြတော့ဘုန်းကြီးကြောင်းဖို့တဲ့ဒါကြောင့်လေဒီဆရာတော်ရေးရရဲ့တရဏံကိစ္ဆာမိဆိုပြီးတော့ဗဇာကတော့ကိစ္ဆာမိရပါရဲ့ဒုပိဋ္ဌာတွေကိုင်မကွေးရကိုရင်လေးတွေခင်းလောင်းတော့ဘယ်နှခွက်လောင်းမပြောတခွက်တော့မမှုမဟုတ်လားအိမ်ကကိုဖို့တုတ်ကြီးကြတော့ဘယ်နှခွက်ကျွေးတော့ဘယ်မှာလဲတန်ခါတရဏံကိစ္ဆာမိအဲ့တော့ကိုကတရဏံကိုနဲ့ပတ်သက်လို့တွေးမိတယ်ခြေတော့မဟာကပိနမင်းကြီးတဲ့တရားသာကြားရတော့တသိန်းကြီးဆုချလိုက်ငါအတန်ကြားရသေးတာဘုရားမဖူးရသေးဘူးတရားမနာသေးဘူးတန်ခါမစိကရသေးဘူးအဲ့ဒါနဲ့ရောက်တဲ့ဥယျာဉ်တော်ကနေပြီးတော့မြင်းထားတွေနဲ့ဘုရားတာခြံရ900နဲ့သွားအဲ့တော့လမ်းမှာမြစ်သုံးနံကားကြီးတော့
ဘဝသောတာဟဝေဗုဒ္ဓောတိန်နောလောကတကုဝိတုဧတေနသစ္စာဝဇေနကမနာမေသမိတ်ဇတုငါတို့မှာသင်္ဘောလေးတမ္မမောတော်ဖောင်းမရှိဘူးဘုရားဘောယုံကြည်ပါ၏မြတ်တို့ပါ၏ကိုယ်ဝယ်ပါ၏ရှိကပ်ပါ၏ဤမန္တောသစ္စာစကားကြောင့်ရှိမြဲတိုင်းသောယထာနဲ့ဟိုဘကံပေါက်ရောက်ပါစေဒိဋ္ဌာမိကုသွားလိုက်တာမြင်းခွာနဲ့လက်ဘိန်းတော်ရေးမစွတ်ဘူးတဲ့နောက်မြစ်တကူကြတော့တရားကုံတော်အပေါ်ယုံကြည်ချက်နဲ့ကုသွားလိုက်တာမြင်းခွာနဲ့လက်ဘိန်းရေးမစွတ်ဘူးတဲ့နောက်မြစ်တကူကြတော့သံဃာကုံအပေါ်ယုံကြည်တဲ့စိတ်နဲ့အဲ့ဒါသစ္စာဆိုကုသွားလိုက်တာမြင်းခွာနဲ့လက်ဘိန်းရေးမစွတ်ဘူးဟိုဘကရောက်ထားအောင်နောက်ကအနောဇာဒေဝီမိမိဟာနဲ့ခြံရ900လဲအဲ့ဒီမြစ်သုံးနဲ့ရောက်တဲ့အခါပရမမြစ်ကိုဘုရားကုံယုံကြည်မှုနဲ့ကူးတယ်ဒုတိယမြစ်ကိုတရားကုံယုံကြည်မှုနဲ့ကူးတယ်တတိယမြစ်ကိုကိုင်းပြာကြည်တာအဲ့တော့တို့ဘဂဝေးဟာဒီယရဏသုံးပါးဘလောက်ယုံကြည်တယ်လဲမနဲ့ကြရင်ထော်လာကြီးကိုရိုင်ပန်းနဲ့ပတ်ပြီးတော့အေယာဝတီမြစ်နားကိုခေါ်သွားတရားဘဝနေပြီးတော့ gain မင်းဖရာပေါ့ဘလောက်ယုံကြည်တယ်လဲသွားပလုံစွာပြန်ပေါ်ပါဦးမလားအဲ့ဒါပဲမိမတွေလည်းအဲ့ဒါပဲနေတရားပေါ့ဘလောက်ယုံကြည်တယ်လဲပလုံစွာဒါပြင်ကိုရောကြီးတို့လည်းပဲ gain ပလုံသွားဆိုခွန်ကြီးတော့ခုံမချဘူးရေကူးတတ်တယ်မမြုပ်ဘူးဗျမလီဒီမြစ်လောက်တော့လက်ပစ်တောင်ကူသေးကိုက်တော်ပြီဒါကြောင့်တို့ဗုဒ္ဓဘာသာတွေဟာယရဏသုံးပါးပေါ်ယုံကြည်ခြင်းအားနည်းသေးတယ်ဒီဂရီနည်းသေးတယ်မှန်ရလားကိုလင်းတော်မောင်ကြတော့ကာမဂုဏ်နဲ့ဆိုပြီးဟင်းသုံးွယ်ကြွေးတယ်ဘာမှအဝမပြည့်တဲ့ကွင်လေးတွေကြတော့ချင်မောင်ဟင်းနဲ့အဲ့တော့နေ့ချင်းလောင်းရမယ်မဆိုလို့ဘူးလောင်းဘူးအောင်ပေါ့ဗျာတလတစ်ချိန်လောက်နောက်လာပိုင်းများသွားတော့တစ်နေ့တစ်ချိန်လောက်ဟလားအလုံးလောင်းမှုပြီးသားဖြစ်သွားဟင်းသုံးွယ်လောင်းရင်မကောင်းဘူးလားမကောင်းပါဗဇက်ကသာကောင်းတယ်လက်တွေ့ရတော့ပါဘူးမဟုတ်လားအမေရတဲ့အိမ်သားမော်ကြောင်ရင်နဲ့ဝသားရင်ဝသားကနေပြီဖို့တဲ့ကြည့်ပါဝသားကသူ့လင်ဖို့တဲ့ကြောင်းကြတော့ဘာလောင်းခိုင်းရှင်မောင်ဟင်းပဲ့ပြုတ်ဒါကြောင့်ပရိသတ်ရေအပြောပါမလိုက်ပေသပိတ်ပိုက်ကလန္ဒကာသွားလို့ဆွမ်းရှာစာရပဲနှင့်ချင်းမောင်ရေမဝတဝမြတ်တာလေးသည်ရာသမျှတွေတောင်းပြောင်ရောလို့ကောင်းမကောင်းတော့ဘာကမမချမ်းမောင်ပါသမျှဗကံပြောင်းဟုတ်လားကိုတော်လေးတွေဖြစ်တယ်လို့လေးနဲ့လူလက်သားရဒါကြောင့်ပါသမျှဗကံပြောင်းစားပြီးစားကျက်နှုတ်တဲ့ဆောင်နဲ့အမြုပ်ထွက်အောင်စားအံ့ရတဲ့ဗျာလေဘုန်းကြီးတို့လည်းပဲကြည်သားဘယ်နှပုံရဖဲတော့မသိဘူးအမြုပ်ကထွက်လို့နီးနေပြီ။အော်လိုက်ရအိတ်လိုက်ရတာအဲ့တော့မြို့တစ်မြို့ရဲ့အလူတစ်ခုမှာကော်နီတဲ့ကော်နဲ့တဲ့ကော်စိမ့်တဲ့နော်ကော်နီရတော့ရှိတယ်ဟိုတော့ကနာမမသိဘူးတချင်း9ပုတ်ဆိုတာတပုတ်ကိုဘလောက်တသိန်းဆိုတော့9ပုတ်ဆိုတော့ဘလောက်တော့2000ရတယ်အခုကစတိရှိုးဆိုတာတပုတ်ပါကြအောင်နောက်ကအနောင်သားနဲ့တီးလုံးနဲ့မှ10မိနစ်ပဲကြာမကြပါဘူးတလောက်ပဲဘာလို့လဲရော့ယူသွား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 သူပြီးရောဗျာစကားတစ်လုံးနဲ့ပြီးလားအဲ့ဒီမှာထွန်းအိန္ဒရာဘုခေါင်းကပြောတဲ့ထွန်းအိန္ဒရာဘုကြတော့တချင်း9ဘုဆိုတော့3သိန်းရတယ်တချင်း9ဘုတပုတ်ကိုဘယ်လောက်လဲကြိုက်ကြည့်တာဒါကြောင့်ဖြူဆရာတော်တို့လည်းလိုင်းပြောင်းရကောင်းမလားအဲ့ဒါပဲဗျာနောက်ဆုံးပါတော့ပါသမျှဟာလားပကံပြောင်းစားပြစ်စားကျဲနှုတ်တဲ့ဆောင်နဲ့အမြုပ်ထွက်အောင်စားအံ့ရသပလေတဲ့ဗျာတို့ရဲ့ဘုန်းကြီးဘဝမှန်ရလားအဲ့တော့ခုတော့လူတွေဟာပုံရိပ်တွတ်တက်လာပါပြီပခုတ်ကူဆိုရင်သံတော်သင်ကြီးတွေ3-4သိန်းရှိနေပြီဘကွေးဆိုရင်လည်းပဲဘယ်နှသိန်းရှိတော့သုံးလောင်းသိန်းဘယ်နှသိန်းရှိတော့တသိန်းအသိုးလောင်းတာရောလွတ်ရလားကြည်ဘူးဗျခင်ဗျဘုရားတဲ့ကြီးတဲ့ဘုရားလူကြီးဆိုလို့ဘုန်းကြီးတဲ့ကြီးတဲ့ဘုန်းကြီးလူကြီးရတယ်ပဲ
တကားတည်းပဲဗန်နဲ့ဘလောက်ရှိတယ်ဆိုဒါလေးပဲပြရပြီးတော့ဘုန်းကြီးတွေကြတော့လေရှိသေးတယ်တောင်မူကရေးထားတဲ့စာဟုတ်လားမေးတော့အခက်ကြီးကျွေးတော့သိရသည်ပေးတော့တပြက်စီတဲ့ဗျဟိုတောင်မူပြောတာပါမဝေးနဲ့အဝေးကြီးပါမှန်ရလားအေးအဲ့ဒါလေးတွေလည်းသတိထားဒါကြောင့်ပြုမျိုးဘုန်းကြီးတို့ကြည့်လည်းပဲရေပေါင်း360ဒါဆွမ်းလောင်းသိရှိတယ်ဘုန်းကြီးကတလတစ်ကြိမ်လောင်းဒါဘုန်းကြီးတို့မြို့နယ်တန်ခါအင်အားနဲ့ဆိုရင်တခါလောက်3,200,000အဲ့ဒါအကြိမ်ပေါင်း90ကျော်သွားတယ်နောက်ဘုန်းကြီးတို့ကအဲ့ဒီဩဝါဒသတိရတယ်ပါတော့တခါကြီးတို့အဲ့ဒါတင့်တယ်ရင်တော့မြတ်တအောင်လောင်းမရှိဖြတ်ထားလိုက်ဗျာမရှိတဲ့ရဲ့သိသိသာသာပေါ့မဟုတ်ကဒီခင်ဗျားတို့မကွေးလို့အသိုးပုတ်ဟုတ်ပါဆိုရောင်လို့ဒါကြတဲ့ပါသွားလို့နော်အေးအဲ့ဒါတခါတည်းဆွန်းနေရအသိုးတွေပဲပြုတ်တွေကညီသောနာနာတွေတော့မလုံနဲ့ဗျာလို့ပြောရတယ်ဖြူကိုပြောတာပါဘယ်ကိုပြောတာလဲအမိရှိတဲ့ကောင်ရိပ်မိရောဟဲ့ပိုးဟအမိမရှိပါဘူးလေအေးလေကြွက်မပြောရဲလို့ပိုးဟပြောရတာပေါ့ကိုင်းရှိသေးဗျာဒါကြောင့်တို့ယဟန်သံဃာဘဝတိလကျင်ဘဝပိုးတောင်ဆိုသည်ဘုန်းကြီးတရားလူလို့သူတို့30မလူဘူးအဲ့တော့တဲ့တို့ကြောက်ပတော်မှာဝင်ခဲ့တယ်အတိတကကြီးအာဗျာလောက်ကစားတာတပည့်တော်တို့လည်းပဲမလွယ်ဘူးဖေးကြက်တယ်ဗျာအေးပေါ်လီလို့ဒါတော့ဒီလိုပေါ့ခြောင်တဲ့အခါခြောင်ကြတဲ့အခါကြက်ပေါ်အာရှေဥကနာတွေကလည်းတက်လိုက်တာတဲ့အကွန်ပနာတွေကလည်းများတယ်ဗျာတဲ့အေးအဲ့တော့တကကြီးဒါတွေပြောနေတယ်အခုခေတ်မှာဈေးနေတာတော့အိုင်နိုးနဲ့ယူရိုပဲရှိတယ်အခုခေတ်ဈေးချောင်တာဘယ်သူတွေလဲဘုန်းကြီးနဲ့မသိလားအိုင်နိုးနဲ့ယူရိုပဲရှိတော့တယ်မသာ9ကျပ်နဲ့လည်းလိုက်ရ10နဲ့လည်းလိုက်ရတာဘာမှကိုကြေးမရှိတော့ဘူးကိုင်းတော်ပြီပြိဿရေဒါကြောင့်နဲ့ယဟမောကလွယ်တယ်မမှတ်နဲ့နော်အေးရွှေခွဲမြို့ခွဲရွာခွဲမြို့ခွဲဆိုပြီးတော့နေတိုင်းသတင်းသုံးလို့ဖယားသာသနာတော်ကြီးကိုမပြောင်းမပြောင်းဆောင်ရွက်ရတာဖယားကိုစားပြုထားရဘုရား၄သိန်းကျေကဘာသိပါရမီဖြင့်သာသနာတော်ကြီးတည်ထားတယ်ဒါပေမဲ့သူကိုယ်တိုင်45နှစ်ပဲကျန်တဲ့ကနေနှစ်ပေါင်း2505နှစ်ကြာပြီသံဃာတွေဆောင်ခဲ့မပြောက်ပြတ်သေးဘူးဓာတုရသတိကိုပိဋကသုံးပုံသောမယ်တော်ကြီးဘယ်ဟာပိဋကသုံးပုံသောမယ်တော်ဘာရဲ့ဗျအေးအဲ့ဒါတွေကြတော့ဘုန်းကြီးတို့ရင်နာတာမောပြိတ္တရဲ့ကိုင်းတော်ပါပြီစမ်းပြီလို့ပြောတာသူများတင်ပြောလဲပြောတတ်ပါဘူးဒါကြောင့်ဗုဒ္ဓမြတ်စွာရဲ့ကရုဏာတော်ဘာပါလဲအေးဆိုကရုဏာပွားဘုရားရှင်လေတရက်ခောက်ပြုတ်မိတွင်ကုတ်ပေမိမိရင်ဖွာရှစ်သားဘုံအနေညွန်ရှာကင်းမယွင်ပြုစုသလေအေးပုရိကတ္တတိတ်တာတဲ့အမငယ်ပါနဲ့ကွာငါဘုရားရှိပါမင်းကငါဘုရားကုညီမမောပြုစုမမောမင်းရဲ့နာရေးတွေဆိုပြီးတော့အဲ့ဒီမှာတရက်ခောက်မြတ်စွာဘုရားကမိဖို့ဆောင်ထဲမှာပြုတ်နေတော့မှအဲ့ဒါထိုးယဟန်နေတရက်ခောက်ပြုတ်ဆူသွားအခါကျတော့မှဘုရားကကျောင်းပေါ်တက်သွားအဲ့ဒီမှာညင်းညူရှိနေတဲ့ပုရိကတ္တဒိဋ္ဌမတေးရဲ့ခေါင်းရင်းကနေအဲ့ဒါသူအိတ်တဲ့ခရင်ကိုမှတ်ပြီးချမဲ့ပုံသဏ္ဍာန်ဖြစ်တော့မှမြာသံဃာတော်တွေကအကုန်ဆင်းပြီးတော့မှမလာပါမြတ်စွာဘုရားသိခန္ဓာမူပါတပြည့်တို့မှပါမယ်ဖေရလို့အဲ့ဒီပုရိကတ္တဒိဋ္ဌတွေခရင်ပဲပြောပေါ့ဗျာသူ့ကိုတည်ထားတဲ့စင်လေးပဲပြောပေါ့အဲ့ဒါမိဖို့ကြောင့်များတဲ့ချလာမိဖို့ကြောင့်များတဲ့ချတော့မှမြတ်စွာဘုရားကအိုးချမ်းကွဲကလေးနဲ့တရက်ခောက်ပြုတ်ရေကိုယူပြီးတော့မှပြိဿကြီးဝါကွမ်းကလေးနဲ့တို့ပြီးတော့ခုနကသွေးပြည်တွေနဲ့ကပ်ပြီးတော့နေတဲ့ဧကတိကိုခွာတော်မူပါတယ်ဗျာဘုရားကိုယ်တိုင်သူနာပြုဘုရားကိုယ်တိုင်နာယီကုညီတာအောက်တန်းစားအလုံးမနှုံးတဲ့အထက်တန်းစားအလုံးမှန်ရလားဒါကြောင့်ဘုန်းကြီးတို့ကဗါတဲ့မြို့တော်မကွေးနာယီဖွဲ့ဟာထူးမထူးစွာထူးလှထူးတာထူးတဲ့ကုသိုလ်ပြုလို့သူဟာဝင်မဇံလကဖိတ်ခေါ်တာအင်မတန်ထူးတဲ့မြတ်တဲ့ကုသိုလ်ဗျ
ဒါကြောင့်ဥချာငွေကလေးနဲ့တကားတည်းယူပြီးတော့ကွန်းလေးနဲ့တွတ်ပြီးတော့အနက်ပေးတွေသွေးစွပ်ပြီးဘုတ်တွေအဲ့ဒီနေရာလေးနုပြီးတော့ဧကတိလေးခွာတော်မူတဲ့ဇာကလည်းတွတ်တရားဓမ္မဟောလို့အာမငယ်ပါနဲ့ပုရိကတ္တဒိဋ္ဌရဲ့ဘဝခန္ဓာဆိုတာရရင်ဒီလိုပဲပေါ့ခန္ဓာရမှုရှေ့ကူနေခြင်းဒီခန္ဓာကြီးကအမြဲတမ်းရှေ့ကူနေရတာအိမ်လို့ရင်အပူလေးဖြစ်အောင်အနှွေးတယ်နဲ့စောင်းနဲ့မချုံပေးရဘူးလားအဲ့ဒါရှေ့ကူပူလုံးတဲ့အခါကျတော့လေပန်းလွားတဲ့အဝတ်ကလေးတွေကိုရက်တောင်လေးတွေပန်းကားလေးတွေနဲ့အေးခံမပေးရဘူးလားအဲ့ဒါရှေ့ကူတာပဲထိုင်လို့ညောင်းတော့ထားသွားရထားလို့ညောင်းတော့ရလို့ညောင်းတော့အိတ်လေးရအိမ်လိုကြောပူပါတော့ထားလိုက်ရဒါကြောင့်ခန္ဓာရမှုရှေ့ကူနေခြင်းအမြဲတမ်းရှေ့ကူနေရတဲ့ဒီခန္ဓာဟိုစည်းဒီစည်းတောင်းမှမဟုတ်သွားထိုင်ထသွားအိတ်အဲ့ဒါပြောင်းလဲခြင်းကိုဣရိယာပုတ်ရှေးเสียခေါ်ပြီးတော့ကုနေရတဲ့ဒီခန္ဓာမှန်ရလားခန္ဓာရမှုရှေ့ကူနေခြင်းခန္ဓာနာကြီးပတ္တိရှင်တကယ်တော့ပုရိကတ္တจิตသားရရဲ့တဲ့တို့ဧကတိတဲ့မှာတို့ယဟန်သံဃာများနေအပြင်အဲ့ဒါပတ္တိကြီးပါကွာလူတွေနေအပြင်လုံကြီးအိကြီးထမိတ်ပစိုးဟာဘာပါလဲပတ္တိပဲပတ္တိရှိရတဲ့ဆိုလဲအနာဟာဆိုးလို့လားမဆိုးလို့အင်မတန်ဆိုးလို့ပတ္တိရှိရမဲ့ချင်းရင်ဒါတွေမကိုက်အောင်လေစိမ့်နေစိမ့်မတိုက်အောင်မှန်ရလားဒါကြောင့်ခန္ဓာနာကြီးပတ္တိရှင်ဆိုတော့တို့လူတွေကအဲ့ဒါမသာအဓိပါဒပတ္တိပြိုင်နေရအမှန်ကောင်းမှညင်းကြီးတွေကောင်းလားလက်ပရဲရှင်ဆိုတာဘာတော့ရှစ်လက်ဆောင်လူကပို့တာမသာအဓိပါပို့နေတာပြောတာကလက်ပရဲရှင်နဲ့တို့လူတွေအဲ့တော့ဒီပတ္တိအလှပြန်ပြမကြီးအကြီးတွေအလှတာဘလောက်ပြရတာတော့ဘယ်မျိုးကဘယ်ပါအမလိထာငါမို့တော့ဘယ်ကပို့လိုက်တာတော့နိုင်ငံသားကတော့နေဟာပို့တာကမသာပြိုင်တာကအင်းကြီးလုံကြီးအဲ့တော့ပတ္တိပြိုင်နေကြဘာလုပ်နေကြခန္ဓာနာကြီးပတ္တိရှင်ရင်ခန္ဓာညစ်ကြေးဖန်ဆင်းသုတ်တယ်တို့မျက်နှာတိရဓာရီချွေရဓာရီဟာဒီခန္ဓာအညစ်အကြေးတွေကိုဖန်ဆင်းပေးတာဒါလို့မှဖန်ဆင်းမပေးရင်သူများနာမပြောနဲ့ကိုယ်နာကိုမကတ်ချင်၃ရက်လောက်ရေမချိုးပဲနေဘုတ်ဤစိမ့်ရွှေပုတ်အတန်ကြီးနဲ့ဒီတဲ့သပင်ပါတဲ့လူကိုဆိုသေးတယ်မှန်ရလားအခါတကားနဲ့မှသပင်တဲ့လူတွေအားလုံးတကားပဲအိတ်မနဲ့ဖွင့်လိုက်ထောင်းနဲ့ဆိုပြီးတော့အဲ့ဒီသပင်အနာအဆိုးဆုံးရိုးအနတ်နဲ့လားတို့အဝတ်ကိုမိရှို့တာနဲ့သပင်မိရှို့တဲ့အနတ်တူရလားဘယ်ဟာကဆိုဟမ်သပင်မိရှို့တဲ့အနတ်ကဆိုတယ်မဟုတ်လားကိုင်မကွေးရဟာဒီတယောက်မရအကုန်လုံးကတုံးတုံးပဲအဲ့ဒါပဲဒါကြောင့်ခန္ဓာညစ်ကြေးဖန်တဲ့သုတ်တဲ့နဲ့မျက်နှာတည်ရချိုးတယ်ဆိုတာဖန်စေရလားအနာဆိုရင်ဒီနေ့အချိန်မောင်းများစွာဖန်မစေရဘူးလားရှုစရာတော်တို့9ရက်မှတစ်ချိန်ရေချိုးတယ်အနာကဆိုးမှဆိုးပဲကျောင်းကယောဂီတွေရေသက်တာအောင်အဲ့ဒီတွေကမကြဟောပြရရေများချိုးတဲ့လူအနာဆိုးလို့ပဲကွာလို့ပြောတော့မချိုးဘူးဗျသူတို့ကလည်းမြောက်ကြိုက်တယ်ဟုတ်လားအဲ့ဒါပဲဒါကြောင့်ခန္ဓာညစ်ကြေးဖန်ဆင်းသုတ်တဲ့ခန္ဓာယုတ်လိမ့်လို့စေဆုံးလင်းအရေးချိုးပြဟာတဏကအနုနဲ့အကြမ်းနဲ့ဒါကလည်းမျက်ခုံမောကစိမ့်စိမ့်ပြားနဲ့ခါကျဲဆိုလားဘာဆိုလားအဲ့ဒီရောက်ကအနဲ့ချောင်းလေးဆွဲလိုက်တဲ့ဝနာကန္နာဇမနာလိုက်တာအာနုခါနီကလည်းပြုတ်ဖင်နေတာဟာအဲ့ဒါလိမ့်လို့စေဆုံးလင်းခန္ဓာကယုံမှလွန်းလို့ညစ်ပတ်လွန်းလို့ဈေးလိမ့်တာဘုန်းကြီးတို့ကြတော့ဟုတ်လားalways beautiful အမြဲတမ်းလှနေတော့ဘာမှလည်းအဲ့ဒါလိမ့်တရားမလို့မယုံရင်ကော်ပါနဲ့စားကြည့်အစ်စ်ခံရတယ်ဒါကြောင့်ခန္ဓာယုံလိမ့်သုံးစေဆုံးလင်းတဲ့ဗျာဘုရားကလက်ကလည်းပဲတခါတည်းရင်းနှီးမပုတူကလေးနဲ့တွေ့ပြီးတွေကတ်နေတဲ့သင်္ကန်းလေးအသားလေးတွတ်ပြီးတော့ခွာဇာကလည်းတွတ်နဲ့တရားဟောတာမှန်ရလားဒါကြောင့်ပရိသတ်ရေကရုဏာပွားဘုရားရှင်လေတရက်ခောက်ပြုတ်မိတွင်ကုတ်ပေမိမိရင်ဖွာ
ရှစ်သာပုံအနေယွန်ရှာကင်းမယွင်ပြုစုသလေအေးအဲ့တော့အတိတ်နောက်ဖြစ်ကိုကြည့်အဲ့ဒီပုရိကတ္တဒိဋ္ဌကြီးတလို့နေပြီးတော့ဖြစ်ရအခုနရဟန်းနေတဲ့ဘိဓဝိုင်းပရမသုံးအဲ့ဒါနောက်သူရဟန္တာဖြစ်သွားတယ်ပဲရဟန္တာဖြစ်တော့အဲ့ဒီနေပဲပြိဋိဘသံတို့ဒီမိရဟန်းတွေကိုချက်သားတော့အဲ့ဒီပုရိကတ္တဒိဋ္ဌယဟန်ရဲ့အယိုးတွေကိုဌာပနာသွင်းပြီးတော့မှစီရီတည်လိုက်ပါအဲ့ဒီကြတော့မှပြဿနာကြီးကျယ်တက်တော့လာအဲ့ဒီမှာကလည်းရှင်မရတဲ့သူ့မှာအကုသိုလ်ဆိုးရွားလွန်းလို့အဲ့ရတဲ့ကမလုံတာအယိုးတွေကြီးအရေးတွေစုပ်အနာပစုပ်ကြောလက်ကုတ်ဆိုသလိုစကားပေါက်ကျဲနေတာဗျာဒီပုဂ္ဂိုလ်အယိုးကဘာဆိုင်လို့တော့မင်းတို့မသိဘူးခြေသားတို့သူရဟန္တာဖြစ်သွားပြီကွာအဲ့တော့ဒီနေရာမှာလဲဒုဒကာတော်မှတ်ဒီစဉ်းစားကြရနော်တချို့ကရဟန္တာဖြစ်ဓာတ်တော်ကြတယ်နော်ပြီးတော့ဓာတ်တော်ကအလုံးလေးတဲ့ကဲအဲ့တော့ဓာတ်တော်အလုံးလေးဟိုကဘုရားဟောတာကအသေးဆုံးမုံကြီးစိပမာဏအကြီးဆုံးပဲနောက်တိပမာဏအလေအလဇကျုပမာဏပမာဏဆိုတာလောက်လို့ပြောတာပုံတူလို့ပြောတာမဟုတ်ဘူးအဲ့ဒါတို့လူတွေကလေမုံကြီးတွေကလည်းလုံးလုံးလေးတော့ပဲနောက်ကလေးလုံးလုံးလေးတော့ကောင်းမကြီးဓာတ်တော်ဆိုလုံးညာ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 ဆိုဟုတ်ပလားအဲ့ဒါဖြင့်ဒကာကြီးတို့ကိုးကွယ်တဲ့ဟလားဘုန်းကြီးများပြန်တော်မူတို့အဲ့ဒါအလုံးကြရင်ငွေ2000ရှင်ရပေးလိုက်တထွေးကြီးကြစေတထွေးကြီးကြစေဒါတွေလဲလူတွေသတိထားဘာမှမသိပဲနဲ့ဖြစ်နေတာကဲအဲ့ဒီမှာဘုရားကသူကရဟနာဖြစ်ပြီဆိုတော့မှကိုရော်ရီကတပတ်လျှော့ပြီးဓမ္မရဟနာဖြစ်မဲ့ပုဂ္ဂိုလ်ကြီးကဘာလို့အနဲ့ဆိုးတွေပေါက်အယူတွေဆွေးတာလေကျိုးတာလေပဲဒါကတော့ဗတိမပြုမိမိမှုဘောခြေသားတို့ရဲ့သူဘုရားကနောက်ကျောင်းပြန်ပြခိုင်းတာအဲ့တော့သူသည်ခုနကငှက်မုတ်ဆိုဖြစ်စဉ်ကာလကကနေတဲ့ယာတုယာကနေဆက်ရတဲ့ငှက်မကုံတော့နောက်ရဲ့တတ်ထားရင်ပုံမှန်ဆိုလို့ခြေတော့ချိုးအတောင်မှချိုးလို့သူ့မှာခန္ဓုအကျိုးပေးဖြစ်ရတာမှန်ရလားဒါဖြင့်ဒီလူကြီးဘာသနာစရာရှိသေးလဲဒီလိုမဟုတ်ဘူးဘုရားမြတ်စွာဘာပဲဖြစ်ဖြစ်တဲ့ဒုဒကာတော်မကြီးလူဟာလူပဲဘုရားမြတ်စွာလက်ထက်ကပြည်တန်းစာမတွေဘုရားသွားရောက်ကဲချွတ်တရားဟောလို့10ယောက်မှကယဟန္တာဖြစ်ခဲ့အဲ့တော့ဒါကဘုရင်သမီးကဖြစ်တဲ့ယဟန္တာမဒါကပြည်တန်းစာမကယဟန္တာဖြစ်တယ်အဲ့တော့ဘုရင်သမီးကလည်းသူ့ပြည်တန်းစာမကလာတာလို့အထင်မသေးဘူးဘာလို့လဲအတိတ်ဆိုတာပြီးခဲ့ပျောက်ခဲ့မှန်ရလားအေးဒီတော့ဒီဟာနဲ့ပတ်သက်လို့အများစကားပုံလေးတစ်ခုပြောမယ်တို့ရှင်းတော့ကဘာသာခြားလူမျိုးကြတယ်သူတို့ရဲ့အမျိုးသမီးတွေမကောင်းတာလို့ရင်ခေါ်ပြီးတော့ခေါင်းဆောင်ကြီးတွေပြရ80ကလိုက်အကြီးကျုပ်ကြီးဆက်တဲ့ဒီမိန်းကလေးကမကောင်းတာလို့လုပ်နေတယ်အဲ့ဒါကြောင့်ခေါင်းဆောင်ဖြစ်တဲ့တင့်ထန်လာဖို့ကျွန်တော်တို့ရဲ့ဥပဒေကအခြားခြားသောခေါင်းဆောင်ကြီးတွေကအဲ့ဒီလိုမကောင်းတာလို့ရင်ခဲနဲ့ပေါက်ပြီးတော့မသိမချင်းတတ်ပါတယ်သင်ပဲလို့ပြစ်ပေးမလဲအဲ့တော့ကြီးဆက်ကမပြောဘူးမြေကြီးလည်းနဲ့ပေါ့ဟိုကမပြောမချင်းမချင်းတာဘူးပြောပါကြီးဆက်တဲ့သူမကောင်းတဲ့လို့လှုပ်လာလို့ခေါင်းဆောင်ဖြစ်တဲ့တင့်တာခေါ်လာပြီသူ့ကိုခဲနဲ့မပေါက်ဘူးလားခဏပြောတော့ကြီးဆက်ကပြောလိုက်တယ်ကောင်းပြီမင်းတို့ထဲကအပြစ်ကင်းပါတယ်ဆိုတဲ့လူဟာသူ့ကိုရင်ဆုံးခဲနဲ့ပေါက်ပါဆိုအကုန်လုံးထပြေးတယ်တယောက်မကြဘူးအတိတ်ဆိုတာဘသူအပြစ်ကင်းလို့လဲမှန်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကသူဟာပြည်ထသမကသူဟာသခိုးဘဝသူဟာဓမြဘဝလားဘသူဘောမှမစင်ကာဘူးအားလုံးလက်ရည်တပြင်းကြီးထားတော်မူခဲ့တာတာမန်မထားနိုင်ဘူးသို့တော့လမ်းကြောင်းရှိရင်တော့အတတ်နိုင်ဆုံးတို့နာရေးကူညီရေးတဲ့ကစင်ရဲ့ချမ်းသာမှန်ရလားဘိကအေးကိုသိမှလားကူညီတောင်းရင်တော့အားလုံးပြုတ်လွတ်ပေးတာဟာဖယားလောင်းလမ်းစေဘာလားကျင်လဲတော်ပြီပြိဿကြီးဒါကြောင့်သူဘာဖြစ်ခဲ့လူဟာလူသားပဲလူသားကိုဘုရားကလူလိုပဲမြင်ဒါကြောင့်နဲ့သူတစ်ပါးငှက်ဒီခြေထောက်တွေချို့အတောင်မှန်နေဖြတ်ခဲ့တာပဲလို့မုံမှန်ဘွားအာဃာတမထားဘူးမင်းမိုက်တဲ့လူတို့နဲ့မတန်ဘူးလို့မပြောဘူးပေတာဒါကြောင့် gain ဆိုလိုက်ပုတိကတ္တဘာပဲဖြစ်ရှင်ချစ်ပရမေတရားဟောပြဘ
လက်ကပြုပေပြည်သွေးအစုယွန်မှုကာယေကိုယဟံမြင်စံသင့်ကိုပဲအေပုရိကတအငတ်မို့ဆိုဘာပဲဖြစ်ခဲ့အတိတ်ဟာအမှားကင်းတယ်ဘယ်သူမှမရှိပါမှားကင်းတယ်လို့ရှိသလားဒါတို့လူတွေကအတိတ်ကချီကြောက်ရည်နုဆိုတာလို့ဒါဒီပြပြပုဂ္ဂိုလ်တွေဘာလို့မှာတော့ပိဿုပန်နဲ့အနာဂတ်ခရီးကိုဖြောင်းအောင်သွားဖို့ရအရေးမကြီးဘူးလားဘာကြီးတာတော့ဒီအရေးလေးလည်းထည့်ပါဦးတော့ကြလမ်းကြုံလို့တော့ရေဝင်မတော့ရအောင်ကြီးပါတယ်အရေးမကြီးဘူးလားအေးဒါကြောင့်သူဘာပဲဖြစ်ရှင်ချစ်ပရမေတရားဟောပြလက်ကပြုနေပြည်သွေးအစုယွန်မှုကာယေကိုယဟံမြင်စံသင့်ကိုပဲအေးဘုရားကလက်ကလည်းပဲခွာပါးစပ်ကလည်းပဲတွတ်နဲ့ဘုရားရေလွတ်သလို့တရားဟောတလို့နဲ့ဧကတိခွာရဧကတိခွာရတဲ့ကအဲ့ဒါတရက်ပြောင်းနေပြုတ်တရက်ခေါင်းနဲ့ပြုတ်ပြီးတော့မှတကားတဲ့ကျော်နေလန်းတော့တကားအောက်ကသိမ့်မှန်ကြလေးအဲ့ဒီသိမ့်မှန်မှလည်းပဲခုနကအေးဦးကြမကလေးနဲ့ရင်နွေးခမလေးဘုရားတို့လက်ထက်ကဖြစ်တယ်လို့နေရတာဘုန်းကြီးတို့ကြအမလေးစတိဖရာမစတိဖလာမအသေးနဲ့အလတ်နဲ့အရွယ်နဲ့အသားနဲ့အမလေးဒါကြောင့်မို့လေတရားမရကြတာလားပြောတာဟုတ်ဘုရားတော်ကြီးအုံမို့အိုးချမ်းွက်ကလေးနဲ့လောက်ရတာအေးအဲ့ဒါနဲ့ပြိဿရဲ့အောက်သိမိုင်မှာလူပေကနေတဲ့သွေးသောပြိဗုဒ္ဓေအဲ့ဒါပါဇာကလည်းတွတ်ပြောတရားဟောပြီးတော့လက်ကလည်းပဲကရုဏာအကျဉ်းတရားတွေနဲ့ထုတ်ပြီးတော့ယူအပ်သွားပြုစုနေပါတယ်မှန်ရလားဂိုင်းဆိုကြည်သာယွန်စေရမဆုံးနဲ့32ကိုထားလွန်တရားမမြတ်သောအတဘောခန္ဓာသေတိချာချာရှုတော်အတုဟဘာဝနာလက္ခဏာယေမျောတွေ့ရစကြယောက်ျားမိန်းမကြီးငငယ်ရွယ်လထီထီမမပြိုအိုးတခုလားတနေငွားမိုးစုံမအပြိုကြီးဘယ်သူဖြစ်မျက်စိကဘာတွေထွက်ဇာရင်သားတခုတည်းရွေမပြောနဲ့မျက်ရည်လည်းထွက်သေးတယ်မျက်စိကဘာတွေထွက်မျက်ရည်နဲ့မျက်ခြေနှာခေါင်းကဘာတွေထွက်နာရည်နဲ့နာခြေဇာကဘာတွေထွက်သရည်နဲ့သခြေချွဲကားနဲ့သလိတ်တောင်10ပါသေးတယ်ဒီပြနေရာကဘာတွေထွက်ရှိတာတွေထွက်ပြတရာရဲ့ရတာရွေးသေးလားပြတရာနေတယ်မကောင်းတာရှိတော့မကောင်းတာထွက်ရဲ့ရတာနေတယ်မကောင်းတာရှိတော့မကောင်းတာထွက်ဒါတို့လူတွေကပြတရာနေမှုရဲ့ရတာနေမှုဘာလို့ကြလဲတိုးတော်ဥကြောင်ကြောင်နိုင်တဲ့အေးအဲ့ဒါသတိထားပါရှင်းမလားအေးတဲ့ဒါကြောင့်ပရိသတ်ရေခန္ဓာကိုယ်ကတော့ပြာဒရာရေအသာဝါရမတကုကစုံနေုံတဏိနွေတဏိနာမရွေဘူးသူကတော့ယူစီမယ်ပဲအပုပ်ကြီးဆိုရွယ်ဟိုတကလက်ဒီကြားတော့ဘုရားကြီးတို့ရေးတာအဝိဇ္ဇာပိခာဆိုမိစ္ဆာမျိုးပြင်းအိဋ္ဌာလို့ခင်မင်မလင်းလွင့်စင်မီမလွဲရောကျအပုပ်ကောင်းကိုအဟုတ်ရောက်မာမိဖန်နေအတုပရုပ်တဲ့စင်ငယ်မဟုတ်လေကိုတဲ့အပုပ်ရီဆိုရွှဲဟာမို့ယူမဆက်သူမှာတွေးသိချေပြည်သလိတ်တွေကတိမဆိတ်လျာမြည်သည်သာဒုက္ခလောက်ယွန်ကြရာကိုလွန်တနာမဲ့ဆွဲလို့စဝဲမတပေပေမွန်းနေကြဗလေတနာဖန်နဲ့အကန့်တွေမှာအပန်းမပြိုင်တော့ရှားကြလေတနာလိုက်တဲ့အမိုက်တွေမှာအဟိုက်မပြေပင်မရှားကြလေတနာပူတဲ့အယူတွေမှာအမှုမပြေဟိုင်မောရှားကြလေတို့တွေဖြစ်ရရဲ့နာလိုက်ပုံကတော့ဗျာမှန်ရလားအေးဒါကြောင့်ဘုရားကပါဇာကလည်းတွတ်နဲ့ခန္ဓာရဲ့အပြည့်အနာအစားအေးအဲ့ဒါလေးဟောလက်ကလည်းပဲဂုံးလေးနဲ့ဆိုပြီးတော့သင်မိုင်းနဲ့ကတ်နေတဲ့အနက်ဖေးသွေးဆိုပြီးဖို့ဒီခွာပြီးတော့မှဧကတိ6တဲ့အခါဧကတိတပံဝိပြီးတော့သင်မိုင်းကိုလည်းပုံလို့လျှောအဲ့တော့က
တချိန်လုံးပြစ်ထားခံရတဲ့ပုတိကတ္တမှာပြိဿဤမြတ်စွာဘုရားနဲ့ယဟန်သံဃာကြီးဝိုင်းဝိုင်းလေတော့ဒုက္ခမြအားတက်သွားခိတ္တမြအတ္တသက်သာရာလေးသူရသွားတယ်အဲဒီလိုသက်သာရာစိတ်ကြည်လေးတဲ့အခါမှာဘုရားကဒုက္ခသစ္စာခြင်းတာမနတရားသမုဒယသစ္စာခြင်းအကြောင်းမနတရားနိရောဓသစ္စာခြင်းအချုပ်ရမနတရားမေဃသစ္စာခြင်းအချုပ်ကြောင့်လမ်းခြင်းကောင်းမနတရားဒါကြောင့်ခြေသားဤမိခန္ဓာကြီးကတော့အနိစ္စဒုက္ခအနတ္တမမြဲစင်းရဲ့သဘောတရားများအဲ့ဒါမြင်အောင်ရှုအဲ့လိုဒုက္ခသစ္စာခြင်းဒါမြင်သမုဒယမင်းမဝင်မခင်တော့ဘူးမကောင်းတဲ့ခန္ဓာကိုယ်ကြီးမှာမမြဲတဲ့ရှင်းရတဲ့အစွမရတဲ့သဘောသိရင်မာနဖြစ်အောင်မလားတဏှာဆွဲအောင်အတ္တဒိဋ္ဌိရောမဖြစ်တော့ဘူးဒါကြောင့်ပရိသတ်ရဲ့အိဋ္ဌမြင်တော့မာနပယ်သည်ဒုက္ခမြင်တော့တဏှာပယ်သည်အနတ္တမြင်တော့အတ္တဒိဋ္ဌိပယ်သည်တဏှာမာနဒိဋ္ဌိပပိစတရားတန်တရာချက်ရတဲ့တရားတန်တရားဒုက္ခလမ်းရှိအောင်ပြုတဲ့တရားမှန်ရလားဒါကြောင့်အဲ့ဒါလူဘုရားကအနိစ္စဒုက္ခအနတ္တလက္ခဏာယင်တင်ရှင်းရင်ပြီးတော့ဇက်ကလည်းတတွတ်တော်ဟောလက်ကလည်းပြုစုနေခေါင်းကအေးသွေးစိုးပြဘုတ်တွေလည်းသက်သာလန်းလန်းဆန်းဆန်းတတ်တရရလက်လက်ဆက်ဆက်ဝုကလေးဝိရဘုဒ္ဓကတ္တဒိဋ္ဌပိစိတ်ပေါ်ပါတဲ့အခါမှာခေါင်းကသစ္စာလေးပါဒုက္ခမြင်အောင်ရှုခြင်းရဲ့ဒါမြင်ဒီခန္ဓာမလို့သမုဒိယပဲအဲလိုဒုက္ခမြင်အောင်ရှုတာဟာမေဃသစ္စာပွားများဒီခန္ဓာရှိလို့ရှင်ရရင်ခန္ဓာနာအနုပ္ပါဒောဒုက္ခခန္ဓာမရှိရင်ရှင်ရပါဦးမလားအဲဒီလိုនិရောဓသစ္စာမျက်မှောက်ပြုပြီးတော့ဟောပုရိကတ္တဒိဋ္ဌမထေဓမ္မကနမနမကသုံးမဲ့သုံးမဲ့ကလေးမဲ့တို့ပြီးတော့လေးမဲ့လေးဖို့ဖြင့်ပြီးတော့ကသုံးပုံနှုတ်ငုံဆောင်နိုင်တဲ့ပฏิသံပိတာပတ္တယဟနာမထေမြတ်ဖြစ်သွားတယ်ဗျာပုရိကတ္တမထေဘာဖြစ်သွားလဲအဲဒီတော့မှခုနကယဟန်ကြီးကဖရာယဟနာပြည့်မဲ့ပုဂ္ဂိုလ်ကဘာလို့ဒီလိုခံစားရတယ်ဒါတော့ကွာငှက်တွေကိုအတောင်မှနေချိုချီတော့နေချိုးခဲ့လို့ခံရတာယဟနာပြည့်အောင်ဘာလုပ်ခဲ့လဲအေးခုနကပြောခဲ့ပြီသူ့ရဲ့ယာတုယာကနေပို့ရင်ခုနကပြောလို့အေးရောင်းစားတော့ကပို့ရင်ဖြင့်သူချက်စားတယ်တနေ့အဲ့ဒီလိုငှက်တွေများစွာရပို့လို့ချက်ထားတဲ့အချိန်မှာယဟန္တာတပါအိမ်ရှိလာဟာဟန်ကြတာပဲငါဒီမှာဟင်းကပေးရတယ်ချက်ထားတယ်ဒီလိုကြီးကတော့သိရတော့တရားအဆုံးအထိတပည့်တော်သိရဘာလို့ဤဒုမိတ်ဒိဋ္ဌဓမ္မဟောရှင်မရတို့မြတ်သောတရားကိုပတ္တိယမြင်ရဘာလို့ဤရှုတောင်းခဲ့တဲ့ကောင်းမှုကြောင့်အခုသူကဘာဖြစ်တယ်လဲအယဟနာဖြစ်တာဗျာဘယ်သူမပြုကိုပြုတဲ့ကံတုဘဝပုံရိပ်ထင်တာရှင်းမလားကိုင်းအားကြောင့်ဆိုပရိသတ်ဤသက်ရှိတတ်မဲ့ဟုတ်ပဲကိုကြီးမြဲရှိရဲ့ဘောဝရှိနေအာငါဥစ္စာဓမ္မရှိပေတရားဉာဏ်မှန်ရှုတိနေဒီလိုရှုပြီးဘုဒ္ဓမထေနေသဒုက္ခအတ္တဟိန္ဒေဝိပဿနာတဲ့ဘုမဲ့လေးတွေဉာဏ်ကျင့်တဲ့အောင်ကျင့်နေပါပေနာယီတုတဲ့ဘွယ်ဝင်တဲ့ဘုဒ္ဓထေလာမချာဘုံနေကုသိုလ်ထောက်ပင်ဉာဏ်ရဲ့ငါလေးနိဗ္ဗာန်သံဉာဏ်နိုင်ရစေနာယီကုတဲ့ဘွယ်ဝင်တွေနာယီဒီအသိဘွယ်အားဖြင့်ပြောတာနာယီကုတဲ့ဘွယ်ဝင်တွေဘုဒ္ဓထေလာမချာဘုံနေကုသိုလ်ထောက်ပင်ဉာဏ်ရဲ့ငါလေးနိဗ္ဗာန်သံဉာဏ်နိုင်ပါစေအဲဘုန်းကြီးတို့9 နာရီခွဲတဲ့က7
တို့ရဲ့ဘုရားဘာသာအဓိပတိဘုရားသူကိုယ်တိုင်နိုင်လို့မယုံရှာနဲ့သူကြီးခဲ့ဘုရားရဲ့တာကြီးသမီးတွေပိသားအောင်ကရုဏာရှင်နာယီကူညီမှုအသေးအားတတ္တအားဖြင့်တို့တော်ကောင်းများအားဖြင့်နိုင်ရပါစေ။အောက်မှနိုင်ရပါစေလို့သာနာပြီးကြိုက်အဲ့ဒီပါရမီကုသိုလ်ခြေခံ၍ဝိပဿနာ9မိနစ်နဲ့ဘုန်းကြီးတို့လက်ရှိမှကြရအောင်။ဒီမလေးဝေကဒီမေကပရိသမိတာ၄ပါးနဲ့ဗုဒ္ဓမာနိကဗုဒ္ဓလာနိကဗုဒ္ဓာမိမေမောရာတကူပေါက်ရောက်ပြီးတော့ဉာဏ်ဖြစ်သွားပါလေ။ဒါကြောင့်မိမိရဲ့အတိတ်ဘဝကုသိုလ်ဆိုတာမပြောနိုင်ပါဘူး။လုံးဝမရှိသေးအခုရှိမှတဲ့9မိနစ်ဟာပါရမီအုံမြင့်ဖြစ်သွားပါမယ်။ဒီအတိတ်ကပါရမီရှိခဲ့ရင်မှတ်တဲ့9မိနစ်အဖြစ်ကတိုးတက်မှုပါရမီကြီးပဲလို့သဘောရပြီးတော့သူမျက်စိလေးနဲ့ကြောက်တဲ့ဖြစ်အောင်နေတဲ့လေးအာလိသနာသာအေးဒီမှာညမှာဘယ်ဝါမများလောပြတဲ့ဓမ္မတွေဒီတရားလောကဓမ္မကိုမိမိအားရတယ်ဒီကိုပဲမောင်ရဲ့ဉာဏ်ကိုဉာဏ်မောင်ရဲ့ကိလေသာကိနေလို့သူရံတတိသဝါမကလေးဆိုင်စိတ်ဓာတ်ဒီလိုက်တဲ့အခါအောင်းလာရင်အောင်းတယ်လို့စိတ်ဆိုစိတ်မှအိတ်တယ်မှာအဲ့ဒီမှာအောင်လို့တရားရဲ့အောင်တဲ့ဒီနာတရားလေးရဲ့အတွဲနဲ့ပေါ်ပြီးတော့ပြပါမယ်။ဘောရာကဖြစ်ကြောက်ကပြည့်။အောင်တဲ့ဒီမှာလည်းဖြစ်ပြ။တပါးလည်းပါသွား။ဘာကြောင့်လို့အတူတူပဲမဟုတ်ဘူး။တပါးလက်ရှိမိုးလေးထောက်လိုက်အမလေးပြိကြသွားရင်ပိန်မှုရှိတရားလေးဓမ္မရောဂါမဟုတ်ဘူးသူ့သဘာဝအားရလိုက်နေနေဖြစ်နေတာကိုလိုက်ပြမှာပေါ့လေ။ဘိနေလို့မှလိုက်တော့မှအပင်မျိုးတရားလေးရဲ့ဘိနေလို့ဒီကံတရားလေးရဲ့အတွဲလက်ပေါ်ပြီးတော့ကြောက်ပါမယ်ဖြစ်တာကဘောရာကဖြစ်ကြောက်တာကပြည့်ဘိနေလို့မှလိုက်ရင်ဖြစ်ပြတာဒီပါလေးပါသွားပြီတဲ့ဒါကြောင့်မဟာစီမောဘုသနုပဒေဝဝိသုရေဉာဏဝိတေဝိငါဓမ္မရိတမုံနဲ့တော့ရဘယ်နည်းနဲ့ဖြစ်ဖြစ်အမိရာကိုယ်လည်းရှုပ်ကနေရုံနဲ့နာမယ်လို့မာဇီယောဂိကမဟုတ်ဘူးအတုနိုင်ရမဟုတ်ဘူးယောဂိကမာဇီအတုနိုင်ရမယ်သလုံးသေးပါလို့ဒီလေဉာဏ်သိတဲ့ကိုယ်ကဓမ္မသီတမုံနဲ့တော့ရအဲ့ဒါလေအတူတူသွေးကြည့်ညီရွတ်စွာအမိရာအပေါ်သာလွဲရတယ်အရှုကနေရုံနဲ့နာမယ်လို့အဲ့ဒီလိုကိုဘုန်းကြီးတို့သွေးကြည့်ညီညွတ်ပါတို့ရဲ့ညာမဝိပဿနာသဘာဝလေးဒီကြမှာဖြစ်တော့ကြခိုင်းအောင်နဲ့ခိုင်းကလေးအောင်နဲ့ဝိငယ်ခိုင်းကလေးဝိငယ်အောင်နဲ့ဝိငယ်ရှိတာမ